Okay ဒီနေ့တော့sequencing lab တွေကနေပို့လိုက်တဲ့ရှုပ်ထွေးတဲ့ analysis လုပ်ဖို့နဲ့ရှုပ်ထွေးတဲ့ GZ data တွေကိုလွယ်လွယ်ကူကူ analysis လုပ်လို့ရတဲ့ faster file ဖြစ် Galaxy software ကိုသုံးပြီးတော့ပြောင်းလဲပြမှာဖြစ်ပါတယ်။အဲ့တော့ပထမဆုံးဒါ Galaxy ကတော့ account တစ်ခုအသစ်ဖွင့်ရမှာပေါ့နော်။ကိုယ့်အကူ account တစ်ခုရမှာ Galaxy AU ကတော့ဒီမှာသုံးထားပါတယ်။အဲ့တော့ပထမဆုံးကိုfaster file ပြောင်းခြင်းတဲ့ GZ file ကိုပထမဆုံး upload လုပ်မှာပေါ့နော်။အဲ့တော့ choose file location အဲ့ဒီတော့ဒါတော့ဘာမှသိမ်းထားလဲဆိုတော့ကိုယ့်အကူသိရမှာပေါ့နော်။ဘာမှသိမ်းထားလဲကိုယ့်အကူသိရမယ်။အဲ့တော့ဒီမှာကျွန်တော်ပထမဆုံး CD4 ကောင်းလေးရင်လုပ်ပြပါနော် upload လုပ်လိုက်တယ် start upload ပြန်လုံး upload လုပ်လိုက်တယ်100% ပြီးသွားပြီဆိုလို့ရှိရင်တော့မလဲနေတော့မပြီးသေးဘူးเนาะပြီးသွားရဆိုလို့ရှိရင်တော့ close လုပ်လို့တော့သူ upload လုပ်အစိမ်းအောင်လေးဖြစ်သွားတယ်အမှန်ကြီးလေးဖြစ်သွားတယ်เนาะဒါဆိုရင်ဒါ upload လုပ်လို့ပြီးသွားပြီupload လုပ်ပြီးသွားပြီဆိုမှဒီမှာသူကအစိမ်းအောင်လေးမပေါ်သေးတဲ့အတွက်ကြောင့်ဒီမှာတော့မပြီးသေးဘူးစပြီးအသုံးပြုလို့မရသေးဘူးပေါ့နော်အဲ့ဒီတော့ဒီမှာလဲနေပြီဒါဆိုစပြီးအသုံးပြုလို့ရကနီးနေပြီပေါ့နော်စိမ့်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့စပြီးတော့အသုံးပြုလို့ရမှာဖြစ်ပါတယ်အဲ့တော့ဒါစိမ့်လေးကျွန်တော် upload လုပ်ပြီးပါတယ် upload လုပ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့ကိုယ့်ရဲ့ဒီ GZ file ကိုကျွန်တော်တို့juicy set ပေါ့နော် juicy set လို့ရှိရင် juicy ပေါ့ first read quality report ပေါ့နော်ဒါကိုကျွန်တော်တို့ဒီမှာတက်ကို CD4L001R2 ဒါကိုကျွန်တော်တို့contamination list တွေပါတယ်ကျွန်တော်တို့ဘာမှလုပ်စရာမလိုဘူးဒီကောင်ကိုကျွန်တော်တို့ juicy set မှာပေါ့နော်အဲ့တော့ run လုပ်လိုက်ပြီ run လုပ်လိုက်ရင်သူကstarted to the first juicy and successfully added one job to the query လောက်တော့မယ်ပေါ့နော်ဒီမှာလောက်တော့လောက်နေပြီဒါဟိုဖက်ပြောလဲဆိုသူစပြီးတော့ run နေပြီ output file ပါထွက်မယ် output file နှစ်ခုထွက်မယ် 121st juicy on data set web page နဲ့ထွက်မယ်နောက်တစ်ခါ first raw data တခုထွက်အဲ့တော့ data set ကိုကျွန်တော်ဖွင့်ကြည့်လိုက်detail ပေါ့နော်ဒီမှာ number file size က120.6 ရှိတယ်ပေါ့နော်နောက်တစ်ခါဒီ web page ကိုတွားကြည့်လိုက်ရင်ကျတော့ဒီမှာကျွန်တော်တို့မြင်ကျင်တဲ့ဟာကိုမြင်ရမှာနော်မြင်ကျင်တဲ့ဟာကိုမြင်ရမယ်ဒီမှာပေါ့ဒါပေါ့အဓိကဒါလေးပေါ့ကိုယ့်ရဲ့ sequence တွေကဒီမှာဒီအစိမ်းအောင် score color ထဲမှာရှိနေတာပေါ့နော်ဒါဆိုလို့ရှိရင်ကိုယ့်ရဲ့ sequence ကခြေနေကောင်းတယ်ပေါ့နော်အဲ့တော့ juicy စစ်ပြီးသွားပြီဆိုတော့ juicy ကကောင်းတယ်ပေါ့နောက်တစ်ခါသူ့ရဲ့ juicy report တွေလည်းကြည့်လို့ရတယ်ဘာမှကြည့်မလဲဆိုအောက်ကိုဆင်းတော့ဒီမှာပါတိုက်တဲ့ sequence quality တဲ့ပါ sequence score ပေါ့နော်နောက်တစ်ခါ base sequence တွေအများကြီးကြည့်လို့ရတယ်နော်အောက်မှာအဲ့ဒီကိုကြည့်လို့ရတယ် base and content sequence length နော် sequence duplication ဘယ်လောက်ရှိလဲနော်အဓိကတော့ဒါပဲ base sequence quality ကဒါအဓိကပဲနော်အဲ့တော့ juicy စစ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဘာကိုထပ်ပြီးတော့လုပ်မလဲဆိုမကောင်းတဲ့ base ဒီမှာတော့မကောင်းတဲ့juicy မကောင်းတဲ့ base pair ကတော့မရှိဘူးเนาะဒီကောင်လေးတွေနဲ့ပဲပါတော့ရှိတယ်ဒါပေမဲ့အဲ့ဒီမကောင်းတဲ့အနီထဲဝင်တော့မကောင်းဘူးเนาะအဲ့တော့အဲ့ဒီကောင်လေးကိုကျွန်တော်တို့ကဖယ်ထုတ်ပြန်ဖယ်ထုတ်ပြီးဘာလုပ်မလဲဆိုတော့first P ပေါ့เนาะ first all in one pre-processing for first two file pre-processing လုပ်ဘာလို့ single and 119 over ဒီကောင် over လုပ်ပါเนาะ raw data ကိုပဲ single and အဲ့တော့ run လုပ်လိုက်တယ်run လုပ်လိုက်သူက output 3ခုထွက်လာမယ်เนาะ read
HTML နဲ့ read နေပေါ့နော်အသုံးကိုထွက်လာမယ်အဲ့တော့ successfully error 1 job ကိုနော်စောင့်နေတယ်အလုပ်လုပ်ဖို့အဲ့တော့ဒီမှာပေါ့နော်အဲ့တော့ read 1တော့ကျွန်တော်တို့ကြည့်ရအောင်နော်သူကဒီ quality name နဲ့ base တွေကိုသူက trim လုပ်ပြတာပေါ့နော်ဒီကောင်နည်းနည်းတော့ချိန်လေးနည်းနည်းပြီးရတယ် trim လုပ်ပါနော်အဲဒီမှာဆိုသူ trim လုပ်နေပြီပေါ့နော်ဒါ trim လုပ်ပြီးတော့ဒါကျွန်တော်ဒီမှာကြည့်လိုက်လို့ရပြီကြည့်လိုက် detail ကိုသွားတယ်ဒီမှာ number 1 2 2ရှိတယ်ဒီမှာဘယ်နေရာလောက်တယ်ပေါ့နော် file size ကဘယ်လောက်ရှိလဲဒါ trim လုပ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့သူ့ဘာလုပ်မလဲဆိုတော့ဒီ trim လုပ်ထားတဲ့အစာတွေကိုကျွန်တော်တို့ပြန်ပြီးတော့ assemble လုပ်မှာကြတော့ as genome assembly for genome of regular and single cell project လာတော့သွားမယ်နော်အဲ့ဒီတော့ဒီမှာဘာကိုရွေး assemblyနဲ့ error correction နှစ်ခုတွဲလုပ်မယ်ဒီမှာဘာကိုရွေးရမလဲဆိုတော့ pair and မှာကျွန်တော်တို့ single and အဲ့တော့မှကျွန်တော်တို့မှာ112ဒီကောင်ကိုသူကassemble ပြန်လုပ်မှာပါနော်အဲ့တော့ assemble လုပ်မယ် assemble လုပ်မယ်ဟာလေးထွက်လာမယ်သူကအဆင့်တွေကတော့နည်းနည်းလေး9ဆင့်လောက်ရှိတယ်နော်ပထမအဆင့်ကတော့ upload လုပ်မယ် upload လုပ်ပြီး juicy စစ်မယ် juicy စစ်ပြီးလို့ရှိရင်juicy မကောင်းတဲ့ဒီ base pair တွေကိုကျွန်တော်တို့ trim လုပ်မယ်juicy မကောင်းတဲ့ base pair တွေကို trim လုပ်ပြီးလို့ရှိရင်ကျွန်တော်တို့ genome ကိုကိုယ့် sequence ကိုပြန်ပြီးတော့ assemble လုပ်မယ်နော် assemble လုပ်မယ် assemble လုပ်ပြီးလို့ရှိရင်ကျွန်တော်တို့ဘာလုပ်ရမလဲဆိုတော့ reference sequence နဲ့ပြန်ပြီးတော့ map လုပ်မယ် okay ဒါတော့ကိုယ့် trim လုပ်ပြီးသား sequence ကိုပြန်ပြီးတော့ assemble လုပ်နေတာပေါ့နော်စိတ်အောင်လေးပေါ်တော့ assemble လုပ်လို့ပြီးပြီပေါ့နော်ဆာမလောက်တာနည်းနည်းတော့ချိန်ပေးရတယ်ပေါ့ကျွန်တော် process တစ်ခုလုံးဆိုလို့ရှိရင်ကျွန်တော် data set တစ်ခုကိုနိုင်ဝက်လောက်ချင်တာပေါ့နော် assemble လုပ်ပြီးသွားပြီဒါလည်းကျွန်တော် check လုပ်မယ်ဒီ day အဲ့တော့ assemble number 25ခုရှိတယ် file size က631သူ assemble လုပ်လိုက်တယ် file size ကပိုကြီးသွားတယ်နော်ခုနကစလို့ရှိအဲ့တော့ဒါဆိုလို့ရှိရင်ပထမပိုင်းတစ်ပိုင်းလေးကိုခဏ